လူသည်အဝတ်ကိုဖြိလိုက်ပြီးအမျိုးသမီး၏စပင်ကိုဓားမြောင်ဖြင့်ဖျက်လိုက်သည်ထို့နောက်သူမ၏ခန္ဓာကိုယ်ကိုဝက်စီဖြင့်ဖုံးအုပ်ကပတိများဖြင့်ပတ်လိုက်သည်နာရီနှဲငယ်ကြသောအမျိုးသမီး၏ကိုယ်နှံ့သည်ဝက်စီထဲသို့လုံးဝစိတ်ဝင်သွားသည်ဂျက်သည်အမျိုးသမီး၏ခန္ဓာကိုယ်မှအစီများကိုချစ်ထုတ်ကအိုးထဲသို့ထည့်၍အပူပေးသည်မကြာမီရေမွေးတစ်ပလင်းအောင်မြင်စွာရရှိသည်ထိုအချိန်တွင်သူ၏အမြင်မကြည့်သောအထက်လူကြီးရောက်လာသည်ဂျက်မမျှော်လင့်ပဲအံ့ဩစရာတစ်ခုကိုရှာဖွေတွေ့ရှိသည်အမျိုးသမီး၏ကိုယ်နှံ့မှပြုလုပ်ထားသောရေမွေးသည်သူ၏အထက်လူကြီးအားသူ့ပေါ်သဘောကျလာအောင်ပြုလုပ်နိုင်ခြင်းပင်ဖြစ်သည်ဂျက်သည်သူ၏တည်ထွင်မှုအလုပ်ဖြစ်ကြောင်းသိလိုက်သည်သို့သောလင်းသည်မလုံလောက်သေးပေသူသည်ကဘာကိုတိမ့်ပိုက်မီရေမွေးတစ်ခုကိုဖန်တီးရန်အမျိုးသမီး73ဦး၏ကိုယ်နှံ့များကိုအသုံးပြုရန်ဆုံးဖြတ်လိုက်သည်နောက်ရက်များတွင်မြို့ထဲရှိလှပသောမိန်းကလေးများဆက်တိုက်တိတ်ဆုံးနေကြသည်လူတိုင်းကြောက်လန့်တုန်လှုပ်ကြသည်မိဘများသည်တမီးများကိုအပြင်ထွက်ခွင့်မပြုတော့ဘဲညဘက်တွင်ပင်တောက်ခတ်ထားရသည်သို့သောလင်းတို့ထဲမှတစ်ခုမျှဂျက်ကိုမတားဆီးနိုင်ပေသူသည်သူတို့၏ကိုယ်နှံ့ကိုရှာတွေ့နိုင်သည်မကြာမီရေမွေးဆဲနှစ်ပလင်းပြီးစီးသွားသည်ဂျက်၏နောက်ဆုံးပြစ်မှတ်မှာမင်းသမီးဖြစ်သည်ဘယင်သည်သူ၏သမီး၏ဘေးကင်းရေးကိုစိုးရိမ်သဖြင့်စစ်သားများကိုသူမကိုခေါ်ဆောင်သွားရန်အမိန့်ပေးခဲ့သည်သို့သောဂျက်သည်မင်းသမီးကိုသူ၏နှာခေါင်းဖြင့်ရှာဖွေတွေ့ရှိမည်ဟုသူတို့မထင်ထားခဲ့ကြပေလှေကားပေါ်တက်သွားသည်ဂျက်တွင်ကိုယ်နှံ့မရှိသောကြောင့်အဆောက်ခွေးများပင်တုတ်ပြန်ခြင်းမရှိပေနောက်နေ့တွင်ဘယင်သည်သူ၏သမီး၏အခန်းတကားကိုဖွင့်လိုက်သည်သို့သောနောက်ကျနေပြီဖြစ်သည်စစ်သားများသည်ဂျက်၏အခန်းထဲတွင်အမျိုးသမီးဆံပင်နှင့်အဝတ်စားများကိုတွေ့ရှိပြီးသူသည်လူသက်သမားဖြစ်ကြောင်းအတည်ပြုကြသည်ထိုအချိန်တွင်ဂျက်၏မော်ဆန်သောရေမွေးသည်နောက်ဆုံးတွင်ပြီးဆုံးသွားသည်သူအောင်ပွဲခံနေချိန်တွင်သူ့ကိုလိုက်လံရှာဖွေနေသောစစ်သားများဝိုင်းရန်လာသည်ဂျက်သည်ရက်ဆက်ကြမ်းကြုတ်သောတရားစီရင်မှုကိုရင်ဆိုင်ရတော့မည်ဖြစ်သည်လူတိုင်းကသူ့ကိုအပြစ်ပေးရန်ဆန္ဒရှိကြသည်ဂျက်သည်ပလက်ဖောင်းပေါ်သို့ရှောက်သွားသည်သူသည်ရေမွေးနှင့်လက်ကင်ဘဝကိုထုတ်ယူပြီးအားလုံးထံသို့ရနံ့ဖြတ်လိုက်သည်နောက်တစ်စက္ကန့်တွင်လူအုပ်ကြီးတစ်ခုလုံးကသူ့ရှေ့တွင်ဒူးထောက်လိုက်ကြသည်သို့သောဂျက်မပြောပေသူအဆိုးဆုံးကြောက်ရွံ့ခဲ့ရသောအရာအမှန်တကယ်ဖြစ်လာခဲ့သည်